အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ကကော်တောင်းကနေပြန်ရောက်ပါပြီကော်တောင်းကနေပြန်ရောက်တော့ကျွန်တော်တို့ကဒီမြေကမ်းဘေးမှာလဲနေခဲ့ရတာရယ်တကြံနေလေတွေကိုထိတွေ့တာရယ်ကော်တောင်းကဒါ SCG ကကိုမင်းကလည်းအရန်ကိုဂရုတစိုက်နဲ့အစားတွေအများကြီးကျွေးတာတွေကြောင့်ပေါ့နော်ကျွန်တော်တို့ဘိုက်တွေခါးတွေတော်တော်လေးထွက်လာတယ်နောက်ပြီးတော့အဓိကကျွန်တော်ရဲ့ဒီတစ်ခေါက်နည်းနည်းချွတ်ယွင်းတာများတာတော့ကျွန်တော်ဒီဥကောင်းပေါ့နော်ဥကောင်းရဲ့စပင်တွေကနည်းနည်းလေးတော်တော်သိတာအဓိကကျွန်တော်က chemical သိပ်ထိလို့မရတော့တဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ကအခုကိုဝင်ဆောင်တွေကသူတို့တွေရဲ့ကိုဝင်ရလာပြီဆိုရင် OG ကိုအပ်တယ်လို့ပဲကျွန်တော်ကတော့ကျွန်တော်ဘိုင်းနဲ့ခါးနဲ့တက်လာပြီဆိုရင်ကျွန်တော်ဘိုင်းနဲ့ခါးကိုကျွန်တော်က perfect U ကိုအပ်ပါတယ်အဲ့တော့ပြီးတော့ဥကောင်းလည်းပါတာပေါ့နော်အဲ့တော့အခုကျွန်တော်ကဒါ perfect U မှာကျွန်တော် treatment တွေသွားယူမှာဖြစ်တယ်ဟုတ်ဒါသပင်ဆိုရင်လည်းကျွန်တော်သပင်ကိုကြည့်ပါခင်ဗျာကျွန်တော်ကဒီထိတ်တွေပေါ့နော်ဒီဘက်ဒီဂျိုဆောင်နှစ်ခုနေရာကတိတိတသာကိုကျွန်တော်တို့သပင်တွေကျွတ်လာတာပေါ့နော်အဲ့တော့ကျွန်တော်ကအခုတော့မှကျွန်တော်ဒီအလဲပဲခွဲထားရတာပေါ့နော်ဒီဘက်ဘေးနှစ်ဖက်ကိုအုပ်ထားရတာပေါ့နော်အဲ့လိုလေးဆိုတော့ကျွန်တော်ဒါ perfect U ကိုသွားမှာဖြစ်ပါတယ် perfect U မှာကျွန်တော်ဒီဥယျာဉ်ရယ်နောက်ပြီးတော့ကျွန်တော်ဘိုင်းနဲ့ခါးနဲ့ရလဲဒါဝါးလေးတွေတအားများစီဖူတွေတအားများပြီးတော့ကျွန်တော်တော်တော်လေးထွက်လာတာပေါ့နော်အဲ့တော့ perfect U ကိုသွားနေပါတယ်အဲ့တော့ perfect U ကိုကျွန်တော်တို့ကဘယ်လိုအချိန်တွေမှာသတိရလဲဆိုခန္ဓာကိုယ်ပုံပြက်လာပြီဆိုရင်ကျွန်တော်သတိရပါတယ်အဲ့တော့အားလုံးလည်းအဲ့လိုအခြေအနေတွေကြာရင်သတိရပါဒါပေမဲ့အများနဲ့ဂရုစိုက်ချင်တယ်ဆိုရင်လည်းနှစ်ပတ်တစ်ခါတစ်ပတ်တစ်ခါ treatment ပေါ်မူတည်ပြီးတော့ပေါ့အဲ့လိုမျိုးလေးသတိရပါပုံမှန်သွားပါโอเคပါperfect U ကိုရောက်တာနဲ့ပထမအဦးဆုံးကျွန်တော်ရဲ့ဦးခေါင်းကိုအရက်ပြန်နဲ့ cleansing လုပ်ပါတယ်အဲ့လို cleansing ပြီးသွားတာနဲ့ကျွန်တော်ရဲ့စံသားတွေပုံမှန်အတိုင်းပြန်ဖြစ်လာအောင်သပင်တွေပြန်ပေါက်လာအောင်ဥယျာဉ်ကို treatment စလုပ်ပါတယ်ဒီ treatment လေးကတော့အနည်းငယ်နာကျင်မှုရှိတယ်ခင်ဗျတချို့ကတော့ရေခဲကပ်ပြီးမှလုပ်ပါတယ်ကျွန်တော်ကတော့ရေခဲလုံးဝမကပ်ပါဘူးခင်ဗျာဒီ treatment ကနှစ်ပတ်ကိုတစ်ကြိမ်လုပ်ရပါတယ်အဲ့လိုနှစ်ပတ်တစ်ကြိမ်ကို3ခါ4ခါလောက်လုပ်ပြီးပြီဆိုတာနဲ့သပင်တွေကတိတိတသာပြန်ပေါက်လာပါတယ်ခင်ဗျတကယ်ဆိုရင်ကျွန်တော်ကလွန်ခဲ့တဲ့6လလောက်ကကျွန်တော်သပင်တွေဆိုးတာများပြီးတော့ကျွန်တော်သပင်တွေကျွတ်တယ်ပြတ်ထွက်တယ်အဲ့ဒီအခြေအနေတစ်ခါဖြစ်ပြီးပြီခင်ဗျperfect U မှာပဲကျွန်တော်ဒီ treatment ကိုကျွန်တော်4ချိန်လောက်လုပ်လိုက်တဲ့အချိန်မှာလုံးဝပြန်ကောင်းသွားတယ်ထုံးစံတိုင်းပေါ့ဗျာကျွန်တော်လဲဒါရိုက်ကူးရေးလဲရှိတာရယ်ပြီးတော့သပင်ကိုကျွန်တော်တို့က chemical တွေအရန်သုံးတာများတာကြောင့်ပေါ့နော်အခုပြန်ဖြစ်တယ်ပြန်ဖြစ်တော့ကျွန်တော်ဒါ perfect U ကိုပဲပြန်ပြီးတော့အခုညီတောင်းပြီးတော့ပြန်လုပ်ရတာပေါ့ခင်ဗျာ perfect U ကဒေါက်တာတွေကအရန်တော်တော့ကျွန်တော်ဆိုရင်ဘယ်နှချိန်လှုပ်ရေခဲလုံးဝမကပ်ဘူးခင်ဗျမြင်တဲ့အတိုင်းပါပဲခင်ဗျအဲ့တော့သပင်ကျွတ်တယ်စံသားတွေပြတ်ထွက်တယ်ဆိုရင်လုံးဝစိတ်မပူနဲ့ U perfect ဖြစ်ဖို့ perfect U ရှိပါတယ်ခင်ဗျာ